ဒါကိုဝါရှင်းရှင်းလင်းလင်းပြောပြစီစေကန်းစေးဆိုင်ဓမ္မမဟုတ်လူစီကားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုတိုးချဲ့ဖို့နေရာရှာနေတယ်။ဒါပေမဲ့လူသူမတည်သေးတဲ့နေရာတစ်မှာ customer အစ်ကိုအစကနေပြန်မရှာခြင်းလို့ဆိုတဲ့ဆရာဝန်ကြီးများလုပ်ငန်းရှင်တွေချင်းတွေအတွက်ဒီမျိုးဘက်ကလုပ်ငန်းချက်ချင်းအောင်မြင်ဖို့ယာလုံးမြစ်ပေးကြခြင်းနဲ့နေရာကောင်းဖြစ်တယ်ဆိုတာဝါအသေးချာအမှတ်ခံရပါတယ်။တပင်းရှည်လေးရက်ကွယ်ဂရင်300စေယုံရှိမှသိရှိတာကြောင့်စေးဆိုင်စေကန်းဖွင့်မဲ့သူတွေအတွက်လူကြီးမင်းတို့လိုချင်တဲ့ customer base ကအစဉ်သိရှိနေပြီးသားဖြစ်တာသိကြပါတယ်။နေရာပြောင်းလဲရုံနဲ့လုပ်ငန်းလက်တွဲမှုကိုပုံမှန်အားကောင်းလာမှနေကြီးလက်ခတ်မလွဲပါပဲ။မြေခွက်လွတ်ကိုမှအုတ်တိုင်း3ဖက်ကာယံထားပြီးသားပါ။လူစီကားတဲ့ဗတောင်လန်းနီးမှတည်ရှိပြီးအနောက်လက်မျက်နှာစာဖြစ်လို့စေကန်းစေးဆိုင်ဒီဇိုင်းလှလေးဆောက်လုပ်ဖို့အတွက်100ရာခိုင်နှုန်းအသေးချပါပဲ။ခရင်လက်ဝယ်ရှိပြီး SP ရမှာဖြစ်လို့ပိုင်ဆိုင်မှုပိုင်းမှာဘာမှစိုးရိမ်စရာမလိုပါဘူး။အခုလိုနေရာကောင်းကို3950နှစ်နဲ့ဆိုတဲ့အထူးချင်းနှုန်းနဲ့ရရှိမှာဖြစ်လို့လက်လွတ်မခံတဲ့ခွင့်ရတစ်ခုဖြစ်တယ်ဆိုတာသိကြပါလေ။ဒီလိုနေရာကောင်းဟာသုံးရက်ဆက်မြန်ပြီးအနာဂတ်အမြင်ရှိတဲ့လူကြီးမင်းတို့အတွက်ပဲအမြဲစောင့်ကြည့်နေပါလေ။စီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲဝါစီကိုအမြဲတမ်းဆက်သွယ်လိုက်ပါရှင်။အိတ်ချမ်းမြေကောင်းဆိုတာလူတိုင်းနဲ့ထိုက်တန်ပါတယ်။